စ်သူတွေရဲ့အိမ်ဆင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရဲတယ်တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုရင်ဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ပြင်းရင်လည်းအိမ်ဆင်းရဲတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ရင်ဆင်းရဲပါတယ်အဖေနဲ့အမေစီမံခန့်ခွဲမှုညံ့နေဗျဖေကအရက်ကလေးတများများနဲ့အမေကလည်းလေအိမ်တောင်ပြိုစဖိုးကရှောက်ချက်တာအမေကလည်းမလောက်ဘူးအမေနဲ့အဖေစီမံခန့်ခွဲမှုညံ့ပြင်းတော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်တစ်အိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခန့်ခွဲမှုညံ့ပြင်းဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လည်းဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာအိမ်အိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လည်းဆင်းရဲတယ်ရအဖေမေမသိအောင်သားသမီးကပတ်စံနေခိုး TV ဂိမ်းကိုသွားဒါကိုပြောတာနော်အဖေကလည်းအမေမသိအောင်ပတ်စံနေက KTV ကိုသွားကာလာအိုကေသွားအမေကလည်းအဖေမသိအောင်ပတ်စံနေကနှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်းသခိုးတွေများတော့ဆင်းရဲတာပေါ့စဉ်းစားကြည့်ပါတိုင်းပြည်လိုပြောရင်တော့လက်ဖေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ကြောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းနေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ကြည့်ရင်ကျွန်တော်တိုင်းပြည်မှာလက်ကြောတင်းတဲ့လူနည်းတယ်ဗျတစ်ပင်ခုတ်ရောင်းတာပဲဘဘုထုပ်ရောင်းမလို့စိတ်မကူဘူးလက်ကြောမတင်မှုထုတ်ရောင်းလက်ကြောမတင်မှုဆင်းရဲမှာပဲစဉ်းစားကြည့်ပါလက်ကြောမတင်တဲ့လူပွဲစည်းရှင်လည်းဆင်းရဲသလိုနောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လည်းဆင်းရဲတယ်အိမ်အိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်းမြောက်ဘက်ကဘောလုံးပွဲထိုင်ခြေရင်းကနှလုံးသုံးလုံးထိုင်ခေါင်းရင်းအိမ်ကကာလာအိုကေအဲ့ဒီဆင်းရဲပြီသားမှတ်တော့ဒါကိုဆိုလိုတာ